ဒါကကြတော့ခြေတို့စု collection မှာအသုံးပြုနေတဲ့ basic pattern အနောက်ချမ်းနဲ့အရှေ့ချမ်းဒါလေးကကြတော့ခြေတို့ဒီအနောက်ချမ်းဖြစ်တယ်ဒါကကြတော့အရှေ့ချမ်းဟုတ်ပြီနော်တက်လက်မကို1 cm စတေးနဲ့ချုပ်ပြီးတော့ဆွဲထားတယ် pattern အသေးလေးဖြစ်တယ်အဲ့ဒီမှာခြေကိုဗာမေးထားတာလဲဆိုတော့ရင်ကျိန်မြင်းကတဲ့ဘယ်နေရာကိုသတ်မှတ်ရတာလဲတဲ့အခုဒီမှာဆိုရင်ဒါကအနောက်ချမ်းအရှေ့ချမ်းအနောက်ချမ်းမှာလဲရင်ကျိန်မြင်းရှိတယ်အရှေ့ချမ်းမှာလဲရင်ကျိန်မြင်းရှိတယ်ခြေတို့စီမှာကကြတော့အနောက်ချမ်းဆိုလို့ရှိရင်ဒီနေရာကိုနောက်ကျော်ကျိန်မြင်းလို့ခေါ်လိုက်တယ်ဒါကကြတော့ရင်မြင်းဟုတ်ပြီနော်ပြီးတော့ရင်အရှိချမ်းမှာကကြတော့ဒီနေရာကိုခြေတို့ကရှေ့ရင်ကျက်မြင်းလို့ခေါ်တယ်ဒါကကြတော့ရင်မြင်းဖြစ်တယ်သူမေးထားတာကကြတော့ဒီလိုရင်ကျက်မြင်းကဘယ်နေရာသတ်မှတ်ရတာလဲလို့မေးတာအဲ့ဒါကကြတော့လေခြေပညာဒါနပေးထားတာကိုတေချာလေးမကြည့်ရသေးလို့ဖြစ်နေမယ်ခြေရဲ့ဝန်းထဲမှာbasic pattern ဆွဲနည်းဒီလိုမျိုးအသေးလေးเนาะ basic pattern ဆွဲနည်းဆိုပြီးတော့တင်ထားပြီးတယ်အဲ့မှာထပ်မေးအောင်မယ်ဒါနဲ့ဘာကွာလဲဆိုတော့ဒါကကြတော့ခြေသည်ဒါခါမြင်းဒါကတင်မြင်းခက်တင် pattern အရှိကိုဆွဲထားပေးတာခြေကပညာဒါနတွေပေးတဲ့ခါကျရင်အခုချိန်မှာခြေတို့ဒီခါးတို့လေးတွေအဝတ်များတယ်အဲ့ဒါကြောင့်ဒါကကြတော့ခါးတို့ pattern ကြီးဖြတ်ထားပေးတာဖြစ်တယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ခြေတို့ကရင်ကျက်မြင်းကိုဘယ်လိုသတ်မှတ်လဲဆိုတော့အနောက်ချမ်းကိုအရင်ဆုံးသတ်မှတ်တယ်အခုဒီမှာဆိုရင်ခြေတို့ကအရှိတွေထည့်တယ်ပြီးတော့ရင်ပခုံးတက်မိုးတွေထည့်တယ်ဒီလိုမျိုးဂျိုင်းတွေဖောက်တယ်ဂျိုင်းတွေဖောက်တဲ့အခါမှာဆိုရင်အခုဒီမှာဆိုရင်ခြေတို့ရင်တက်မိုးအစားသွင်းထားတယ်ရင်တက်မိုးအစားသွင်းထားတဲ့နေရာမှာခြေတို့ကရင်တက်မိုးအပေါင်းတက်လက်မှခြေတို့ရဲ့နီးစနစ်ကချုပ်စာပါပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကရင်တက်မိုးရှိတယ်ပြီးသွားရင်ချုပ်စာတက်လက်မှရှိတယ်ခြေတို့ကဒီလိုရင်တက်မိုးနေရာနဲ့ခြေတို့ရဲ့ဒီမှာပခုံးအမှတ်ဒီအမှတ်လေးနဲ့ကိုခြေတို့မြင်းလေးတစ်ချောင်းဆက်လိုက်တယ်အဲ့လိုဆက်လိုက်တဲ့အခါမှာခြေတို့မြင်းလေးတစ်ချောင်းရပါတယ်အဲ့မြင်းရဲ့တန်ဖိုးကိုခြေတို့က3ပုံပုံလိုက်တယ်နော်3ပုံပုံလိုက်ပြီးအခုဒီမှာဆိုရင်ပထမအမှတ်ကနေပြီးတော့ဒါကိုတယ်လို့ခေါ်တယ်နော်ဒီလိုပထမအမှတ်ကနေပြီးတော့ခြေတို့ရဲ့ဒီကိုတယ်ဘောကိုဒီလိုမျိုးမြင်းမှတ်လေးတစ်ချောင်းဆွဲလိုက်တယ်ဒီမှာဓာတ်မှန်အနေထားနော်အဲ့ဒီမြင်းကိုခြေတို့ကဘာလို့ခေါ်လဲဆိုတော့ရင်ကျဲမြင်းလို့ခေါ်တယ်ဒါကကျတော့အနောက်ချမ်းမှာဖြစ်တဲ့အတွက်ကြောင့်နောက်ကျော်ကျဲမြင်းရမယ်နော်ကဲပြီးတော့လို့ရှိရင်အရှိချမ်းမှာကကြတော့ခြေတို့ဒီမှာခြေတို့ရဲ့ဂျိုင်းအမှတ်ဒီဂျိုင်းအမှတ်နဲ့ပခုံးအမှတ်နဲ့ကိုခြေတို့ဒီလိုမျိုးလေးဆက်လိုက်မယ်ဟုတ်ပြီနော်အဲ့မှာခြေကိုမေးလိုက်မယ်ခြေရဲ့နောက်ချမ်းမှာတော့ကကြတော့ဒီမှာချုပ်စာတက်လက်မှာအရှိချမ်းမှာကြတော့ဘာလို့ချုပ်စာတက်လက်မှာမယူလဲလို့မေးလိုက်မယ်ခြေလေး basic pattern ဆွဲနည်းခုနကတော့ပြောသလိုပေါ့အဲ့လို basic pattern ဆွဲနည်းကိုလေအပိုင်းဘယ်နှပိုင်းလဲမသိဘူးအပိုင်းတော်တော်လေးရှည်ပါတယ်၄ပိုင်းလား၅ပိုင်းဘယ်နှပိုင်းတော့ဖြစ်မလဲမသိအပိုင်းလေးတွေနဲ့အစကနေအဆုံးထိကိုချက်တင်ထားပြီးတယ်အဲ့ဒီမှာအသေးစိတ်သွားကြည့်ပါဟုတ်ပြီနော်အခုဒီမှာကြတော့ဒီရင်ကျဲမြင်းအကြောင်းပဲကြည့်လိုက်မယ်အခုဒီမှာဆိုရင်ခြေတို့ကအရှိချမ်းမှာကကြတော့ခြေတို့ရဲ့ဒီဂျိုင်းအမှတ်နဲ့ပခုံးအမှတ်နဲ့ကိုမြင်းလေးတစ်ချောင်းဆက်လိုက်တယ်အဲ့ဒီမြင်းရဲ့တန်ဖိုးကိုခြေတို့က3ပုံပုံတယ်ဟုတ်ပြီနော်3ပုံပုံပြီးရင်ဒီပထမအမှတ်ကနေပြီးတော့ပဲခြေတို့ရဲ့ဒီကိုရဲဘောကိုခြေတို့ကဒီလိုမျိုးလေးမြင်းမှတ်လေးတစ်ချောင်းဆွဲလိုက်တယ်ဟုတ်ပြီနော်ဒီမှာခြေဖြတ်တာနည်းနည်းလေးလိုပါလို့ဒီအောက်နားလေးဒီအမှတ်ကနေပြီးတော့ခြေတို့ကဒီလိုကိုရဲဘောကိုမြင်းမှတ်လေးတစ်ချောင်းဆွဲလိုက်တယ်ဟုတ်ပြီနော်အဲ့ဒီမြင်းရဲ့တန်မိုးကိုခြေတို့ကရှေ့ရင်ကျဲမြင်းလို့ခေါ်တယ်နော်ကဲဒါဆိုလို့ရှိရင်ရှေ့ရင်ကျဲမြင်းကိုဘယ်လိုသတ်မှတ်လဲဆိုတာကိုရပြီလားဟုတ်ပြီနော်ဒီထက်ပို့ပြီးတော့စက်ချုပ်ပညာရဲ့နဲ့ပတ်သက်ပြီးတော့အသေးစိတ်အကြောင်းအရာကြီးအခြေခံတွေကိုပတ်မှန်နိုင်သင်ယူခြင်းနဲ့ဆိုရင်တော့ခြေက online အတန်းတွေဖွင့်ပေးထားသလိုအပြင်အတန်းတွေလည်းဖွင့်ပေးထားပါတယ်ကိုနဲ့တင့်တော်တဲ့အတန်းကိုရွေးချယ်ပြီးတော့တက်လို့ရပါတယ်အခုချိန်တက်မယ်ဆိုရင်လေသင်တန်းကြီးတွေကအထူးကြီးတွေရှိသေးတယ်2026နှစ်လယ်လောက်ရလို့ရှိရင်တော့ခြေသင်တန်းကြီးပြောင်းသွားမယ်ဟုတ်ပြီနော်ကိုကဒီအခြေခံပညာရက်ကိုလည်းပတ်မှန်နိုင်လေးသင်ယူခြင်းနဲ့အထူးချင်းလည်းရခြင်းနဲ့ဆိုရင်တော့အခုချိန်အပ်ထားတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်တီချာစုပါ